မင်္ဂလာပါ Smart HR မှာပါဝင်တဲ့ policy ဘိုင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးချင်ပါတယ်။ Smart HR ရဲ့ policy ဘိုင်းမှာဆိုလို့ရှိရင်တော့ organization policy, attendance policy, HR policy နဲ့ payroll policy ဆိုပြီးအပိုင်းလေးပိုင်းပါဝင်ပါတယ်။ organization policy မှာဆိုလို့ရှိရင်တော့အဓိကအားဖြင့် division တွေ department တွေ position level, position grade သတ်မှတ်တာတွေပါဝင်ပါတယ်။မိမိရဲ့ company က organization တစ်ခုထပ်ပိုပြီးတော့ရှိတဲ့ business unit တွေ꿰တယ်ဆိုလို့ရှိရင်လည်း organization group တိစောက်တာတွေထပ်ပြီးတော့လုပ်လို့ရပါတယ်။နောက်တစ်ခုကတော့ attendance policy ဖြစ်ပါတယ်။ attendance policy မှာဆိုလို့ရှိရင်တော့ assignment ပတ်သက်တဲ့ policy တွေ assign ပိုင်းသတ်မှတ်တာတွေနောက်အပြင်ဒီတပတ်စာ assign ပေါ့နော် weekly assign pattern မျိုးတိစောက်တာတွေနဲ့ခွင့်နဲ့ပြုတ်ပတ်သက်တဲ့ခွင့်မျိုးစားတွေခွင့် policy သတ်မှတ်တဲ့အပိုင်းလေးပါဝင်ပါတယ်။ဒါအပြင်ရုံးရဲ့ဒီနေရာ location တစ်ခုထပ်ပိုပြီးရှိရဆိုလို့ရှိရင်ဒီနေရာ location သတ်မှတ်တာတွေ holiday နဲ့ပတ်သက်ပြီးတော့ data ထည့်သွင်းတာတွေကိုပြုလုပ်လို့ရမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ HR policy အပိုင်းမှာတော့ဝန်ထမ်းရဲ့အမျိုးအစားတွေဝန်ထမ်း status တွေဝန်ထမ်းကိုထုတ်ပေးထားတဲ့ပစ္စည်း item စာရင်းတွေကိုထည့်သွင်းတဲ့အပိုင်းလေးပါဝင်မှာလည်းဖြစ်ပါတယ်။ payroll policy ဘိုင်းမှာဆိုလို့ရှိရင်တော့ payment division နဲ့ပတ်သက်တာတွေဥပမာအဖြစ် payment extra item group တွေ addition လား deduction လား allowance လား bonus လားစရှိသဖြင့်ပေါ့နော်အဲ့လိုမျိုးသတ်မှတ်တဲ့ extra group တွေပါဝင်တယ်အဲ့ထဲမှာအသေးစိတ် policy တွေ extra item အသေးစိတ် policy တွေကကြတော့ဥပမာအဖြစ် meal allowance တို့ transportation allowance တို့ bonus pay တို့နောက်ပြီးတော့သူတို့စီက loan တို့ installment တို့ဖြတ်တာဆက်တာပေါ့နော်အစားရှိသဖြင့်အဲ့ဒီ policy ပိုင်းတွေလည်းရေးဆွဲလို့ရတယ်နောက်တစ်ခုကတော့ဝန်ထမ်းတွေအသုံးပြုတဲ့ bank information ထည့်သွင်းတာတွေလည်းပြုလုပ်လို့ရမှာဖြစ်ပါတယ်ရှင်